သေးသေးမှလွေအိပိုက်လို့အင်ကိုကြီးပုံမီပြီးတော့နောက်နေ့မနေ့မှအပြင်းပြတဲ့မမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အတွဲစားပြီးဥပီပလီလူကြီးတွေရွေလူကြီးတွေစီထားတဲ့ဒီလေကြီးတယောက်နဲ့တယောက်ဟာနှစ်ယောက်ဖြစ်သွားတဲ့ကျွန်တော်နဲ့ချောင်းကကောင်းမလေးချောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နတ်သမီးလေးကြောင်စင်းနေချီမှုသေးသေးရွာလွေအီလီနဲ့ကောင်းမလေးဘုံမင်းကြီးကိုမော့ကြည့်ပြီးတော့ငိုမင်းမင်းနဲ့မိုင်တွင်ကြီးကြီးကလေးကိုတောင်းပြီးသူ့အကျွဲကိုကသွားပြီးယောက်ျားလေးပဲကွယ်မှုသေးသေးမှလွေအီပိုက်လို့အင်ကိုကြီးဘုံမင်းကြီးတော့နောက်နေ့မနေ့မှအပြင်းပြတဲ့မမလေးအတန်းနဲ့ကကောင်းမလေးကျွန်တော်အကျွဲ